ရင်မထက်မှတ်တမ်းဆိုတဲ့ဟာလေးရှိတယ်ကိုယ်တကယ်အဲ့မတူဒီကစာရေးပြီးဆိုငါရေးတော့မရေးချင်ဘူးကွာကိုလည်းတွေးတာမရှိတော့အဲ့တော့ကောမင်းသားမဖြစ်သေးကိုဦးလေးကနေတက်တဲ့ဟာလေးရေးပေးလိုက်အဲ့ဒီကလေးတူလေးညတူအသေးတဘောအတူမကွဲပထမလူပဲဖြစ်ချင်တယ်ဆိုဝါမိုက်တယ်ကြော့ဆိုတာအဲ့ဒီကောင်လည်းမမြင်လားပြီးဝိုင်းလို့နေကြီးဆိုတာနိုင်တော့နိုင်ကြည့်ရနေကြီးဆိုတာဒါဆောင်းတင်ဘက်ဘယ်ချိန်မှမဟုတ်ဘူးဒါຫນွေရည်ညနာတူတယ်ဘယ်ချိန်မှမဟုတ်ဘူးအဲ့ဒါပဲတိတာဟိုစုံနေကနေတယ်ချင်းကိုပတ်ပတ်ကြည့်နေဟာငါစကားပြောတာဘယ်လောက်ရှည်သွားပြီဘယ်လောက်တူသွားပြီအဲ့တော့မနေ့6နိုင်မှာမိုးလေးမှာဘယ်နှပုတ်ကမယ်အဲ့ဒီရှင်တော့ပြလုံးကပါဘူးအဲ့ဒါကြီးပါတော်ခက်ခဲနေနေတာနားထောင်တော့မောတာ presentation အဲ့ဒါကြီးလုပ်နေတာတော့ဝစ်စားလဲနေတယ်တောင်ရှိကလဲနေတယ်တောင်ရှိကတော့လူရှင်တော့တောင်ရှိလဲနေနာလူရှင်တော့ပြလုံးကြီးသူဘာမှဆုံးတော့မှလေသူကတိဘရောင်းလေးပါကြိုက်သွားတယ်ပြီးသူလည်းပြီးသွားပဲဆိုဟာကြားလို့မင်းလားဒီနာဆိုပြန်ဝင်သွားပြန်အောင်စလဲစတယ်သူကကြရတယ်လူကျွန်တော်စရင်စနေတယ်မင်းသမီးကိုစရင်စလို့လဲစအဲ့လိုစရင်ကိုကညာပေါင်းများစွာဒါကြီးကိုကနေရတဲ့အချိန်မှာကိုအပန်းပြေပွားကိုတည်းကလူကိုစတာတော့ပါစရင်အစလုံးကပြတ်သွားအောင်ပြတ်သွားရင်မှလူကြီးအဆူအဲ့လိုမလို့ရဘူးပြောတာအောက်မှာမင်းတို့စချင်စအလုပ်ငန်းဝင်ထဲမှာစလို့ရှိရင်ချိန်နေပေါ့ချိန်နေကြီးကြော်အောင်လာပေါ့နော်ကိုကစကလုံးတစ်လုံးကနေပြီးတော့ဥမာအခု340ပြသွားရင်အရှိအချိန်ကြီးအဲ့မှာချိန်သွားခါကြလို့ရှိရင်ပြီးရမယ်အချိန်မှာပြီးပဲကြော်သွားတာအဲ့စီကရှိမှုတွေလဲပါတယ်ကတယ်ဆိုတဲ့အချိန်မှာဇက်သပင်ရဲ့တိမ်နဲ့တွေကအဲ့ဒါကြီးမှာစကားသွားပြောတာပေါ့နော်အဲ့တော့ခဏညီမကြီးပြောဆိုအာဂျန်ဒါတွေကရှိတယ်ပထမဦးဆုံးဇက်သပင်ရဲ့ဘုရားကတော့ကန်စထွက်ရမှာဘုရားကတော့ဘုရားဦးတင်ဘုရားဦးပြီးလို့ရှိရင်မြို့တော်ကြီးနဲ့တက်ဆက်တယ်ဆိုနတ်ချင်းနတ်ချင်းတွေကိုဟိုကချင်းအားဖြင့်တော့အဓိကပြောချင်တာနော်နတ်ကိုကိုးခွဲလို့ကနေတာတော့မဟုတ်သူကရိုးရာဆိုတာရှိလို့လေသူကမြန်မာရိုးရာယဉ်ကျေးမှုလို့ခေါင်းစဉ်တက်တာသူကရိုးရာလည်းပါယဉ်လဲယဉ်ကျေးအောင်မမရရင်စကားမပြောမြန်မာရိုးရာယဉ်ကျေးမှုနုပညာလို့သူကခေါင်းစဉ်တက်ထားတာတပည့်မှာတဲ့မှာအဲ့တော့မိသားကောင်းမောင်းနဲ့ကျွန်တော်ဒီကတော့ခေါ်တယ်နော်လို့ပြည်သက်ကြီးပါလို့လို့မရဘူးအဲ့မှာ तू ကအခန့်ပြောရတယ်စကားတွေပြောဆိုတာစရဆိုတော့ကိုကစပီရမယ်သိလားမကြောင်တို့ရွတ်တယ်လို့မရအောင်အဲ့ဒါကြီးလိုက်သေးရအဲ့ဒါတွေကိုသူ့ရဲ့အဲ့ခေါင်းစဉ်လေးအောက်ကနေထွက်သွားလို့မရအောင်ဟုတ်ပြီးတော့ဒီနုပညာကအဲ့လိုမျိုးပြောချင်လို့ရှိရင်တော့ရှိုးမှာပြောကွာရှိုးတိုင်းဖြစ်ပေါ့ပါပဲပြောအကြောင်းခေါ်တယ်ကွာမိုက်တယ်ကွာငါအတူကဲမယ်လို့ပြောလို့ရတယ်ဘယ်လိုခေါင်းပေါင်းကြီးလဲဆိုတော့ကျွန်တော်အတူကဲတာမယ်ဒီတော့မရဘူးလေအဲ့ဒါသူတန်းဒီဘက်ခစ်တီလေလုံးဝဒါ straight ပေါ့နော်အဲ့ဒါ तू ဘာလို့ तू အတိုင်းလေးထားစီကံလေးထားပေးတာအဲ့စီကံလေးပြတ်သွားတော့ဘာမှမထူးတော့ဘူးရှိုးလဲဒီလိုစကားတွေပြောင်းလဲဒီအရာလေးတော့ထိန်းရမှာပဲနော်ဘာလို့ဆိုတော့သွားပြီးသူ့ကိုသွားပြောင်းလိုက်ပြီဆိုလို့ရှိရင် तू ကအဲ့ဒီဟာတွေမရှိတော့ရင်ဝိဇ္ဇုံကသာအဲ့ဝိဇ္ဇုံကဒါပြီးအနွားဟန်ကြီးဖြစ်ပြီးတော့ကျန်တဲ့အားလုံးစကားအပြောဆိုတွေအားလုံးကအဲ့လိုမျိုးလေးဖြစ်နေဒီခါကျစကျင်တော့နောက်ပါတယ်အေးဘဲလေးဘာလို့နေတာလဲအဲ့လိုနောက်တဲ့ဟာရှိအဲ့ခါလေးစတာပေါ့အမြဲတမ်းတော့သူ့သွားလို့မရသူ့ရဲ့အတိုင်းတာလည်းရှိစီးတွေကြုံလို့မရတာရှိသူအဲ့ကြောင့်ခေါင်းပေါင်းကိုလည်းသူတန်ဖိုးထားအဲ့ခေါင်းကြီးမင်းသားလို့အားလုံးကတန်ဖိုးထားတဲ့အခါကျတော့အစီကံရှိရတယ်ပေါ့နော်ဟိုစီကံရှိမယ်ဖွဲ့သားရေးစီကံလိုက်ရှိမယ်ကိုကတန်ဖိုးထားရင်ဖွဲ့သားတွေရောပြည်သက်တွေရောတန်ဖိုးထားမယ်အဲ့တော့သူဒီခေါင်းပေါင်းကိုကဖြစ်ကလေးဆန်ထားတယ်ဆိုလို့ရှိရင်ဒီခေါင်းကြီးမင်းသားတယောက်ကခေါင်းပေါင်းတော့တန်ဖိုးမထားဘူးဆိုမှပဲကျန်တဲ့ပါစင်တွေတန်ဖိုးထားမှာမဟုတ်ဘူးကိုယ့်ရဲ့ဒီတန်ဖိုးထားကြကိုယ့်ရဲ့ခေါင်းပေါင်းတွေနဲ့ဟာမှာတန်ဖိုးမထားဘူးဆိုလို့ရှိရင်ဒါကြောင့်ကျွန်တော်ရိုက်တဲ့ခါကျလို့ရှိရင်ခေါင်းပေါင်းကိုထိခိုက်ချင်မှရတယ်မရိုက်ပါနဲ့ထိခိုက်တတ်တယ်လို့ခေါင်းပေါင်းကျွတ်သွားတဲ့ဟာကိုရိုက်လိုက်တာလို့ပါဆိုလို့ရှိရင်ကားရနေတာခေါင်းပေါင်းမကျွတ်အောင်အဲ့အကြောင်းကြောင့်ရိုက်မယ်ဆိုရင်အရန်လက်စပေါ်အဲ့လိုခေါင်းပေါင်းကိုကျွတ်ကိုမခံဘူးမကတတ်သေးလို့သာသူကျွတ်မယ်သူက professional တကယ်တန်းရောက်မှာဘယ်တော့မှမကျွတ်ရအောင်မကျွတ်လို့တော့မရကျွတ်တာတိတ်ခါအင်ဒီမဲ့သွားအင်းဒီကြဟာမင်းတို့ကလေခေါင်းပေါင်းကျွတ်ကြတာဟာဆိုရီလူတွေဝိုင်းကြည့်တာပေါ့သူ impact ကတော်တော်ကြီးရပဲနော်ဒီခေါင်းပေါင်းရဲ့အရှိန်အဝါကလေခေါင်းပေါင်းကအရင်တုန်းကကျတော့ origin ဒီလိုမျိုး ready made ခေါင်းပေါင်းပေါ်ပါသေးဘူးအဲခေါင်းပေါင်းကြောင်းပြောရင်ဘာလို့ခေါင်းပေါင်းတန်ဖို့ရှိရလဲဆိုရင်ခေါင်းပေါင်းကအရင်တော့ ready made မပေါ်သေးဘူးအရင်တုန်းကခေါင်းပေါင်းဆိုတာပေါက်သွားသမီးတို့အခု
ဟိုပေါ့ပါလေသိရမှာ scarf လေး scarf တွေscarf တွေပေါ့နော် scarf ကိုအဲ့လိုအဲ့ဒါကိုပေါင်းလာအဲ့ဒါကိုပေါင်းလာအခုလူရှင်တော်ဆိုလို့ရှိရင်ခေါင်းပေါင်းလေးကိုလေသူဒီကနေဟွာလေ scarf ကိုသူတို့ပေါင်းလိုက်တယ်အဲ့လိုမျိုးမင်းသားကဘာလေးပူလာလဲဆိုအဲ့ဒီခေါင်းပေါင်းပေါင်းတော့မယ်ဆိုထမင်းရတုတ်ထမင်းရနဲ့ထမင်းရနဲ့ထမင်းနဲ့တုတ်ပြီးတော့ခေါင်းပေါင်းလေးကိုပတ်ပေါင်းလေးပေါင်းလဲပေါင်းပြီးတော့ခေါင်းပေါင်းလေးကထမင်းရမချောက်ခဲ့မှာနော်ခေါင်းပေါင်းလေးပေါင်းလိုက်ပေါင်းပြီးပုံလေးတွင်းပြီးဒီပူထဲမှာသွားလန်းတာထမင်းလေးချောက်တော့တောင်းတောင်လေးတင်းတင်းလေးကွာဆိုလို့စစ်ရထမင်းရလေးမိုက်တယ်တော့မိုးရရင်ကွာနေပြီအဲ့ဒီဆိုဟိုင်းအဲ့ဒီဆိုဟိုင်းဆိုတာတိုင်းပြီလေအဲ့ရှိအဲ့တော့သူကအဲ့မှာအဲ့ရင်တော့အခုအဖိုးတို့ခေတော့အဲ့ကိုအဖေခေတော့ရောက်တော့ကာလာအာရောစွာဒီတန်ကောင်းပေါင်းလေးတွေမိုးလေးနေလေဟိုဒီတွန်းနှန်းကျိုးလေးကိုခွေလိုက်တယ်ပြီးလို့ရှိရင်ဒီ plastic အဖြူလေးတွေနဲ့ဒီကောင်း original ကောင်းပေါင်းတစ်ခါတန်းဆွလို့ရတဲ့ကောင်းပေါင်းပေါ့အဲ့ဒီကောင်းပေါင်းတော့ဆိုဘာဦးလာမြင့်ကောင်းမောင်းရမ်းနဲ့ပဲကြီးပေါ့ရမ်းလာထွဲလာကောင်းမောင်းချိုးကြနေအောင်ဘာဦးလာမြင့်ကောင်းမောင်းပေါ့နော်အဲကိုတို့ကဲတော့လဲအဲမြင့်ကောင်းမောင်းဦးလာမြင့်ကောင်းမောင်းဆိုပြီးတော့ကိုတို့ဝိခေကြတာပေါ့အဲ့ဒီမှာတော့ထပ်ထွက်လာတာပေါ့နော်ဆိုတော့အဲ့ကောင်းမောင်းလေးအဲ့လိုထားတာအဲ့တော့မပေါ်သေးတဲ့ခစ်ပေါ့ကွာအဲ့တော့အကောကမေးတယ်ကိုအမေကဘယ်လိုလိမ့်နေငါတို့အချီတွေပဲရှိတာပေါ့ကွာကိုအဲ့ဒါလည်းသိချင်တယ် make up အဲ့ကိုအဲ့လိုမေးတတ်တာနှခမ်းနေပြီအဲ့လိုကိုကဘာကိုပြပြမယ်နော်ကိုဘာလို့လိုမေးရလဲ memory ဆို geisha ကိုကြည့်တဲ့အချိန်မှာ geisha မယ်လေဟုတ် geisha မယ်ဒီခင်မှာသူတို့က make up ကအဲ့လိုတော့ဖြူဘက်အဖြူကြီးပေါ့ဖြူဘက်သွားတာပေါ့အဖြူသွားပြီးတော့သူတို့မှသိပြီးတော့မေမေက eye shadow တွေပါရှိတဲ့ခင်မဟုတ်သေးဘူးအဲ့တော့မခုံးမွေးဆွဲတယ်မရှိဘူးလေအဲ့တော့သူတို့ကဒီမီးချစ်တိလားမီးချစ်ဆန်နဲ့မီးချစ်ကိုချစ်ချဲဆိုတော့မီးတွေဝါပြီဆိုအဲ့ခေါင်းလေးနဲ့မဲဝါပြီလေခုံးမဆွဲဆွဲတာတို့အဖိုးကမေးတာပေါ့အရှိခေတ်တော့ဒီကိုမိတ်ကပ်တွေမရောက်လာသေးတဲ့အချိန်တွေတခုမှာပေါ့နော်အဲ့တော့ဒီခုံးမဆွဲနဲ့အဲ့ဒါဆွဲတော့နှကန်းတွေကလည်းအဲ့လိုမျိုးသူတို့ကဟိုအရင်ထင်နေရှားမရှိတဲ့ရှေ့တုန်းကနေနေကြတယ်ဆိုရဲခက်မှာတပုံလေးတီးလေးရှိတယ်ပုံလေးတီးလေးတွေပုံလေးပင်နေရှိပုံလေးပင်နေရှိဘာဟိုခြံစည်းခတ်တဲ့ပုံလေးပင်နေအဲ့မှာပုံလေးတီးဆိုတာလေးရှိတယ်သူကညီလေးတွေကက်လေညီလေးထွက်လာရင်ဟုတ်လားအဲ့လိုဆိုဒီမှာလေးမှာကလေးလူကြီးတင်ပါနေအဲ့ရှေ့တုန်းနော်ကိုတို့မိရခက်မဟုတ်ကိုအဖိုးတို့ရဲ့ရှေ့အောင်နေနေကြတယ်အဲ့ဒီခက်လေးမှာဒီဘက်ရောက်တော့တော်တော်များများကရောက်လာပါပြီမိတ်ကပ်ပစ္စည်းကခုနကဒီလက်တွေရီဆိုလို့ပါဦးသိရမှာကဲစားလိုက်ကြလက်တွေဒီလက်ဘင်းနေချာရီဆိုလိမ့်နေဒီနားကျတော့မိတ်ကပ်အကောင့်လေးလိမ့်တာရီဆိုသူကနောက်ပြီးတော့မင်းသားတွေကဘာဖြစ်လို့တော်တော်များကိုအသားရည်တွေမဖော်တာလဲဆိုရင်ဝတ်ထားတဲ့အိမ်ကြီးကပိုးတွေဖြစ်နေပိုးတွေပေါ်ချင်တွေဖြစ်နေလို့ရိုးတာမနဲ့ကက်ကြီးမဲတူးတာပဲပိုးတယ်လေဟိုဗါလေတို့ဖဲတို့ပါလို့ဒီမှာအပြောင်လက်နေဟာဒီအသားမကလည်းမဲနေမဲနေတော့ तू ကလက်ပေါ်မှာလက်ဖမိုးတွေပေါ်မှာပေါ်ရင် तू ကရေစုံနဲ့အကုန်တုတ်သွားတာတုတ်ပြီဒီကောင်လေးကဖွေးဖွေးလေးနဲ့ဒီကဝတ်ထားတဲ့အကြောင်လေးနဲ့ match ပြောင်းသွားလေဘင်းမှာဆိုလေဒီနားမှာတချို့မင်းကလိမ့်ပြီးလေဘင်းချက်နေခဲ့မဲနေတယ်လို့ပဲအဲ့လိုမဖြစ်အောင်ဒီနားလေးတွေလိမ့်ပြီးတော့ဒီနားမှာဒီလက်ရှိလေးနဲ့ဒီနားမှာပြီးတော့ခြိတော့ပေါ့ဟုတ်ကိုတို့ကျတော့ခြေအရှိကြီးကိုကြာဘောလုံးကန်တဲ့ခြေကိုပြောင်းဟိုလေခြေတလုံးထိဒီခြေတလုံးမွေးကြီးနဲ့သမီးရစဉ်းစားကြည့်မရဘူးလေအဲ့ဒါကိုလိုက်ပြီးတော့ပိတ်ထားတာလေအဲ့ဒီခြေတလုံးဒီလောက်တော့ပေါင်လောက်ရှိတယ်အဲ့ခြေအရှိကြီးရှိရပါတော့အရင်တော့ဘောလုံးကန်တဲ့အဲ့ဒါပြောပြအောင်ဘောလုံးကန်တဲ့ခြေကြီးအရှိကြီးရှိဝေးရတယ်အဲ့ဒီမှာ तू ကဘောလုံးပြဿနာဘောလုံးကန်တဲ့ခြေကိုလည်းအခုကပြောင်းမယ်လိုချင်တာအခုအဲ့ကြောင့်ကိုပြောင်းနေနောက်ပိုင်းတိတော့ကျတော့ဒီဘက်ခက်စားတော့တော်တော်များများရှေးကိုအရှိကြီးတွေထွက်လာတဲ့အချိန်မှာတော်တော်အဆင်ပြေဒီတော့ဘောလုံးကန်တဲ့ခြေကလိုင်းပါတယ်လေလိုင်းပါတယ်လေတော့အဲ့ဒါမလှဘူးအဲ့လိုဘေးတော့ပတ်တဲ့လိုင်းဘောလုံးကန်တဲ့ရှေးမှာဆိုဘောလုံးလိုင်းအဲ့ဒါမပေါ်အောင်လို့အကိုတို့ကဒူးစုဝတ်တယ်ပေါ့နော်ဒူးစုဒီ angle တွေလဲတက်တော့အဲ့လိုမျိုးဟာဆိုလို့ရှိရင်ဒူးစုလေးပိတ်လိုက်တော့တော်တော်ပူတယ်ဘာလို့ဆိုတော့အဲ့ဒီမှာလေကိုကဟိုဘာနွေရာဒီကမှာလားစောင်းရင်းကမှာလားမိုးရင်းကမှာလားရှိရအဲ့တော့ရှေးအပိတ်ကြီးတွေရှိတယ်ရှေးလုံးဝပိတ်ပြီးတော့လေထူနေတဲ့အခြေကြီးအဲ့ဒါစောင်းရင်းဆိုလို့ရှိရင်ကိုတို့အဲ့ဒါကိုကြားဘာလို့ဆိုတော့
အေးတာအေးတော့ ground ချိုက်ထားတဲ့အချိန်ကြလေးအေးနေမှာဆိုလို့ရှိတူပဲဆမ်းမရောက်တဲ့ခါကျဆမ်းမအဲ့မှာ तू ကဝက်ကနေနေကို तू ကချိန်ထားတာကြီးအများကြီးပဲတင်ရမယ်ဆိုလို့အဲ့ဟာကိုတင်ရအဲ့မှာကိုယ့်ကိုတိုင်ပတ်နေကိုယ့်ကိုဝီပြီးတိုင်ပတ်တဲ့လူတွေရှိတယ်ကွာအဲ့လိုကိုကကြည့်နေအဲ့လိုနောက်ပြီးတော့ကိုကမင်းသားဖက်နဲ့ရှိတယ်မင်းသားဖက်နဲ့ကိုကြတော့ကိုကစနီကာသမားမလားအဲ့တော့အဲ့မင်းသားဖက်နဲ့ထဲမှာစနီကာထဲမှာထည့်စီးရဲ့အဲ့ဖောင်ဣတဲ့ဟာတွေကိုထည့်စီးတယ်လူများတွေတော့မကိုဝစ်တယ်အဲ့ဒါကိုနိုင်ငံခြားမှာတယ်မှာပြီးလို့ရှိရင်ဖက်နဲ့ထဲမှာတီစာညှက်တယ်အဲ့မင်းသားဖက်နဲ့ဒီထဲမှာညှက်ပြီးတော့အဲ့လိုဣခုံလိုက်လို့ရှိရင်အဲ့လိုဘောင်းစစ်တယ်အဲ့လိုဣတယ်အဲ့ဖော့ဖောင်လေးတွေဝယ်ပြီးတော့အထဲမှာထည့်တာအဲ့လေသူသိချွေနာပဲဘာမှမသိသူလည်းခဏကအရေးကြီးရနော်ကိုနော်မရဘူးလေအဲ့တော့အစ်စ်လည်းဘယ်တော့မှမစီဘူးအခုပွဲတွေကတော့မယ်ဆိုလို့ရှိရင်တချို့လူတွေရှိတယ်စီးနေကြပဲအဲ့နားကြတော့မှကိုကခေါင်းမောင်းလည်းမပြင်းနဲ့အခုခေါင်းမောင်းအစ်စ်လာမပေးနဲ့အခုခေါင်းနဲ့ဆိုတာခေါင်းမောင်းဆွတ်လိုက်တယ်ဆိုတာခေါင်းမောင်း7 2နေတဲ့အချိန်ရှိနေတဲ့အချိန်ရှိအဲ့ပြဿနာရှိတယ်အဲ့တော့အခုကဒီ7နဲ့အခုခေါင်းမောင်းတစ်ခုအခု fitting လုပ်လိုက်တယ်ဆိုရင်ဒီ7ရှေ့လာရင်ခေါင်းမောင်းလိုက်ချက်လာအဲ့တော့ဒီဇပင်ကိုလည်း तू ကအဲခေါင်းမောင်းနဲ့ flexible ဖြစ်မှဇပင်ကို तू ကတွဲထားပြီးတော့ဆွတ်လိုက်တဲ့အချိန်လေးမှာ तू ကအဲ့လိုမျိုးခေါင်းမောင်းရမ်းရှိရဒီအရွက်ကခိုင်အောင်ခိုင်အောင်အဲ့တော့တကယ်တမ်းကျတော့ဒီအရွက်ကလေးမှာ तू ကမုတ်ကလေးနဲ့အခုတန်ခေါင်းမောင်းလေးနဲ့မုတ်ကလေးနဲ့အနောက်ကအဲ့ပလဲပကြီးလေးမှာ तू ကတ်ထားတာဓာတ်ဆိုအဲ့တော့တအားခေါင်းမယမ်းနေမင်းသားဒီလိုလို့မပြောနဲ့ဆိုတာဒီရွက်ကြီးကအဲ့လိုဖြစ်နေအပေါ်ပန်းနေကတ်ထားပန်းတွေက6လုံးနေဇင်ပန်းနေကတ်တာဇင်ပန်းတွေအဲ့လိုဖြစ်နေအိန္ဒိယမဲ့တယ်အဲ့တော့စကားပြောခေါင်းလေးကအဲ့လိုလေးပဲတော့ဒီလေးတော့အဲ့ခေါင်းဝန်းထိန်းသိမ်းခြင်းနေတို့အကြိုက်ပါလေဝှက်ဆွေတို့လည်းခေါင်းဝထွက်သွားပါအဲ့တော့ဘိုးလေးကပဲတွားခေါင်းကမတိုက်သွားနဲ့ငယ်တော့မသိဘူးလေတော်တော် practice လုပ်ရမယ်ဒီခေါင်းမောင်းနဲ့လေနော်ကိုခေါင်းမောင်းအဲ့လိုပြည့်စုံပြီးကိုလေးလုပ်နေမှာခေါင်းငယ်တော့ကလေမင်းသားစက်ကတော့ခေါင်းမောင်းကြီးအဲ့ပြိသက်တယ်ဝတ်ဆိုအမအကြည့်နေအမကြီးပြစ်ပိုက်တာဘောလို့ဟဲ့ဆိုတော့လဲတော့ကိုကလေးဆိုတော့ဟုတ်တယ်ကလေးတော့သူခွင့်တော့တယ်ပြိသက်ခေါင်းမောင်းကျွတ်သွားဝိုင်းကြီးကြပြီးပြန်ပြီးခေါင်းမောင်းကတော့ချစ်စရာကြီးနေပါငယ်လေးခေါင်းမောင်းမရှိတော့ပြုတ်အာဝီဆိုတော့ဒီခေါင်းမောင်းလေးပေါ့အဲ့ဒါပြိသက်ဒီကျွန်တော်တို့မင်းတော့မင်းသားအကောက်ဆိုတိုက်ရတယ်နော်ခေါင်းမောင်းကျွတ်သွားဘူးမှမသိဘူးဆိုလူကျွန်တော်လည်းကွယ်ပြီးခေါင်းလုံးပြတ်သွားတယ်ပြက်လုံးကလည်းပြက်နေတာနော်အဲ့ဒါယူကွာbeginner မို့လို့ဖြစ်တာပြဿနာ professional ကစားတယ်ဒီတိုင်းပဲဆက်ဖြစ်နေဘယ်သူကဟာဒါပေါ့အဲ့တော့3လေးနှစ်ရှိနေခုဒီခေါင်းမောင်းတော့မနိုင်ဘူးလားတောင်ချီမနိုင်ဘူးလားဆိုတဲ့စကားတွေကတောင်ချီကြောက်လည်းပတ်ထားတာပိတ်စာကြီးအခုလိုစောင့်လို့ဟာမျိုးကြီးလေအဲ့ဒါကြီးပတ်ထားကြီးတော့ကပတ်တွေပိုင်းနဲ့ပတ်ရကပတ်ထက်ပိုင်းကပတ်ပတ်ချင်ကျိုးနဲ့ချီကျိုးလေးနဲ့ချီအချို့ကတော့ထုံပြီးတော့ကပတ်မပါဘူးထုံလိုက်တာဘက်ထိတွေဘက်ထိတွေထုံပြီးမှပြန်ချီထားပြီးကပတ်လို့ပြန်ချီတော့မှခောက်ပြီးတော့ရုပ်ထည့်တာအဲ့ဟာနဲ့တိုင်အဲ့ဟာနဲ့တန်းလျှောက်ကြည့်တော့တိုင်ပတ်တယ်အပြင်းလို့အဲ့မှာအဲ့လိုသွားနေ accessories ရောဟုတ်တယ်သူကအဲ့မြတောင်ကိုမြတောင်နေလဲတက်ရတယ်တက်ရတာမြတောင်နေလားအဲ့ကော်ဘက်ရုပ်ကလေးပြင်မလိုက်မယ်ဖြစ်မြတောင်နော်မှာအချွေးနေနော်ကရဟာခါကြအဲ့မြတောင်ကကရင်နေဒီမှာကျူရတွေကထွက်လာမြတောင်ဆောင်းအခုသူကများတော့ကျွန်တော်ရှုပ်နေပါယူလာစားသူလည်းပြောတယ်ကျွန်တော်များတော့ဗျာကျွန်တော်ကျဆူးနေဟောချွေးထွက်လာကျွန်တော်ခံနေတော့ချွေးနော်ဆိုချွေးရွတ်သူကတော့တင်ထားတယ်အကုန်လုံးလက်ပေတုံးလေးဖြစ်သွားတယ်နော်အဝေးကလမ်းကြည့်လို့ရှိရင်မြတောင်လူကလည်းဒီစင်ပေါ်မှာကျတော့ဒီမျိုးလုံးလေးပေါ်နေတာတော့လက်ပေတုံးလေးချက်ချင်းကြည့်လိုက်တာဝေးကလမ်းကြည့်တယ်ဟာမျက်လုံးကသိဘူးပေါ့အဲ့လေဒါပေမဲ့စမ်းမကြတယ်သူအကုန်လုံးနားလိုက်ကြပါလေဒါတွေကချွေးလာတယ်ပြရတယ်ချွေးရလေလေလို့မင်းသားဂျာစီဆိုတာရှိတယ်ဂျာစီဆွတ်ချယ်အထက်မှာသူကမစိုးတောက်ရှိသူ့ရဲ့တဘောကဇိုင်းကြီးအဖြူပါလေသမီးတို့ဝေးတယ်မလားကိုတို့လည်းဝေးကြတယ်ခတောင်လေးနဲ့ပေါ့ဝေးစီနေပစိုးကအနီရောင်လေးကိုဝတ်မယ်အတွင်းထဲကအဲ့ဒီဂျာစီအနီလေးဝတ်လိုက်တယ်ပြီးတော့မှဇိုင်းကြီးလေးမြင်တယ်သူကဇိုင်းထဲကနေမင်းကလေးဝတ်တယ်လို့ပါအနီရောင်လေးကိုလမ်းမြင်နေရတယ်ကွာစင်းရောင်လေးဝင်ဂျာစီအစိမ်းလေးလိုက်ချိန်တာပေါ့အဲ့လိုမျိုးအကိုကြီးအဲ့လိုမျိုးပွဲတွေကပြီးရင်ဝစ်စားတွေကြတော့ဘလို့သိမ့်လဲအိမ်မှာအများကြီးဖြစ်နေမှာပေါ့ဝစ်စားတွေကတစ်တာကြီးနေလေတောင်ရှိတစ်တာတောင်ရှိဒါနှစ်ပါးသောတစ်တာပုံနေတစ်တာနေဟုတ်တယ်ဟိုတစ်တာဒါကတော့နှစ်ပါးသောတစ်တာဆိုရင်နှစ်ပါးသောတစ်တာတွေမှာအဲ့လိုဆွဲကြိုးခေါင်းမောင်းတန်ဘူးကြီးနဲ့ခေါင်းမောင်းဘေးကအရွက်ကိုဖြုတ်လို့ရတယ်ခေါင်းမောင်းဒီဘေးနာကက်ရဘေးနာဒီကထွက်နေတဲ့အရွက်ကိုရနေပြီးဖြုတ်လိုက်ပြီဆိုလို့ရှိရင်သူကဒီလိုပတ်တီးလိုပဲလေဒီလိုအလုံးလေးပဲကြံနေကြမယ်ဘေးကအရွက်ပြုတ်သွားရင်ပြုတ်သွားရတာလေးကိုထည့်ပြီးတော့တန်ဘူးကြီးရဲ့မထည့်ပိတ်ပြီးတော့ယူလာသေးရတာဒီလိုလည်းဖြုတ်လို့လည်းမရဘူးတိန်းတာအဲ့လိုပုံနေနေနော်ဒီမတို့တချင်းဆိုရင်တော့အဲ့ဝစ်စားရ evening dress အဲ့လိုမျိုးဟာတွေကအရန်ရှုပ်တာလေဒီမင်းသားဝစ်စားတွေဆိုရင်တော်တော်ဟုတ်တာဗောတောင်ရှိအထက်လိုက်ကြီးတောင်ရှိကဟိုဘိုဂျက်တိုးကြည့်ရင်ဒီလောက်ရှိရပါဒါတောင်ရှိအထူခောက်လိုက်တယ်ဆိုလို့ရှိရင်ဒမို့အထူနည်းနည်းလေး
ဘောကျတော်များဝနည်းနည်းပို့ထူသွားမယ်ဒါလောက်တက်လာ အော် လို့အထူကြီးကိုထက်တာတောင်ကြီးရဲ့အများကြီးပေါ့တချို့ကကြောက်တောင်ကြီးအပါးသားတွေတက်အဲ့လိုမျိုးထင်အဲရောကလေကတ်တော့ပေါ့နော်လေကတ်တို့ပြီးရင် playability အဲ့ဒါရောအမှတ်တရသိမ်းထားတာပေါ့နော်ကိုကြီးအကုန်လုံး ပကုံးကပကုံးကိုတချို့အချုံလေးနဲ့တချို့ကကြောက်အကြလေးကိုကခါကျလေကြလေးရှိတယ်အဲ့လိုမျိုးနေရာဒီတို့ပါဆိုလို့ရှိရင်ပကုံးအကြီးရံမှုချင်လေကြလေးရှိတယ်စာလေးနဲ့အခုပို့ဝတ်တဲ့လေကြလေးအဲ့ဒါလေးဒီမှာအပတ်ကလေးသူကဘူမာလေးတွေပါလေးဒီသားလေးမှာအဲ့လိုထားတယ်လို့အဲ့ဒါလေးတွေဝတ်တယ်အဲတုံနေမကူကြိုက်တယ်ကိုဝတ်ပေါ့နော်တချို့ကကျတော့ food dress ဝတ်မယ်ဆိုတော့ food dress ပေါ့ဖနက်မှာလည်းတချို့ကရုပ်ပါတယ်ဖနက်တွေရှိတယ်ဒီရှိလေးမှာရွှေဟင်းသာရုပ်လေးပါတယ်အရင်တော့အဲ့လိုဖနက်တွေရှိအခုနောက်ပိုင်းကျတော့ကိုကကြောအရှင်းဆုံးဖနက်အခုနောက်ပိုင်းလေးဟိုဘဲလေးဖက်နဲ့လူခါမျိုးတွေထွက်တယ်မလားအခုတော့ပူမာတို့ပါတို့ကြီးရွယ်ကုန်တော့စီးနေသေးတယ်ကျူးအပတ်လေးအဲ့ဒါကိုတို့မင်းသားဖက်နဲ့မှာရှိကျိုးနှချောင်းပါဒီဘက်က click ကိုဒီဘက်တက်ဒီဘက်က click ကိုဒီဘက်တက်တယ်ကျိုးလေး crossing လေးဖြတ်တာဂရီပါဖက်နဲ့ကလေးပေါ့နော်အဲ့ဒါညမဖက်နဲ့တင်မှာပါတယ်အခုနောက်ပိုင်းချင်းခတ်ဖက်နဲ့တွေကိုချင်းခတ်တဲ့လေကမ်ဘတ်တွေကိုလုတ်တာများတယ်အဲ့ပေါ်မှာဘော်ဂျီတွေထူးပြီးရင် sequence တွေကြောက်တွေကတ်ပေါ့အခုကျဖက်နဲ့အဖြူရောင်လို့ဝှေ့ချင်ဟုတ်အဖြူရောင်လေးပါမှာဖက်နဲ့အမဲမဝတ်တာဘူးဟုတ်ချီတော့ကလေးကအဲ့လိုဖက်နဲ့ကနေချက်ကလေးအဲ့လိုပေါ်နေတာကိုကြိုက်တယ်အခုဘယ်ဝတ်စုံဆိုတော့မရဘူးဖက်နဲ့လိုက်မလဲဘူးဟုတ်ကိုရဲ့ဖြူပုံစံဖြူပဲခေါင်းမောင်းလည်းအယောင်ကိုမပြောင်းခေါင်းမောင်းဆိုကအဖြူပဲအကိုဘယ်အရွယ်လေးကစကားလဲအကိုစကားတော့ဟိုလောက်ရှိနေပါပြီ20နှစ်ရှိနေပြီဟုတ်အကိုဒါပေမဲ့အကိုကကျောင်းမှာချစ်စရာအရွယ်ကာကျိုးတဲ့ရမယ်ဆိုပြီး9နှစ်ကျောင်းလာခေါ်ရတယ်အဲ့ညီမအတမှာတွားရိုက်ဘူးတယ်အဲ့မှာတခါရိုက်ဘူးတယ်အဲ့ကလေးဘွားတွေကစကအဲ့9နှစ်ထဲကစတင်ပြီးကတာ9နှစ်ထဲကတောက်လျှောက်တော့မကပြဘူးလေကျောင်းမှာကနေရတာထိတွေ့တာပေါ့9နှစ်နောက်မှာထက်တဲ့ကျောင်းရောက်တဲ့ခါကျတော့ထက်တဲ့ကျောင်းမှာဟိုဘာဝဲရှိလို့ညာဝဲရှိလို့ကပါအောင်ခဲ့ဆိုတွားကပေးရတယ်အဲ့ဒီမှာလေကရတာပေါ့နော်ဒါကတော့ကာချာနဲ့ပတ်သက်ပြီးတော့ကျိုးကျောင်းလေးဟုတ်တော်တော်များများတူတာသိလိုက်ရတယ်ကိုကြီးကျေးဇူးအများကြီးကနေတဲ့ဟာကြီးကလေဟိုကရဆိုလွယ်ပဲထင်တယ်ဘယ်ဟုတ်မယ်သူ့နောက်မှာတစ်ဖွဲ့လုံးကပါပြီးလုံနေရတာအများကြီးပဲပေါ့နော်တကယ်တော့လေအဲ့ဒါတွေကလေဟို generation အလိုက်လေညီမလေးကတော့မပြောက်ပြတ်သွားစေချင်ဘူးပေါ့နော်။ဘာလို့ဆိုတော့ညီမလေးတို့ပကံမဲသွားအခုဒီဘန်ကောက်မှာရောက်နေအောင်မှပဲလို့တချို့ဘားတွေမှာဆိုလို့ရှိရင်မြန်မာငွေသက်လေးနဲ့ထည့်ပြီးတော့မှအဲ့လို program လေးထည့်ပြီးတော့မှအကလေးထည့်ပေးကြတယ်လေ။ဆိုတော့အဲ့လိုမျိုးစိုက်နေဆိုညီမလေးအရန်သဘောကျတယ်။ဘာလို့ဆိုရင်ကျေးမှုဆိုတာညီမလေးတို့ကထိမ့်သိမ်းရမှာလေ။ပြရတဲ့ခါကျတော့စင်ကန်ရမယ်ဟုတ်။ဆိုတော့သူကိုယ့်ရဲ့ကာချာကိုကပြရတာပေါ့။သူများကာချာယူပြပြီးလို့မရဘူး။ဟုတ်တယ်နော်။နော်ညီမလေးအဲ့လိုမျိုးလေးဟိုမပြောက်ပြက်စေချင်ဘူးပေါ့နော်အခုလူငယ်တွေဆိုလို့ရှိရင်လည်းအဲ့ဒီတပင်ပိုင်းကိုလည်းဆက်ပြီးတော့လေဒီထက်မှကအဲ့လို generation like ပိုပြီးစိတ်ဝင်စားစေချင်ကိုကြီးဆို generation မဲ့ကွာတကယ်ဟိုမျိုးရိုးပဲလေဒီဟာမျိုးဆိုညီမလေးဆိုအရန် respect ထားတယ်ကိုကြီးဆိုရင်ဟိုပို့ပြီးတော့ကိုကြီးရဲ့ဒီထက်မှကလေအများကြီးလဲစင်ကမ်းပေးစေချင်သေးတယ်အဲ့လိုမျိုးလေဟုတ်အကိုလည်းအခုပြောပြတယ်ဆိုတော့အဲ့လိုမျိုးပါပဲနော်ဟုတ်ဆိုတော့အကိုကသိကျင်တယ်ရှောက်မေးတာပေါ့နော်အဲ့လိုမျိုးဖိုးကြီးအဲ့လုံးကမရှိဘူးအဲ့ဘယ်လိုလုပ်နေလဲပြီးတော့မိုက်လည်းမရှိဘူးတိလားအော်မိုက်လည်းမရှိဘူးအဲ့တော့ဒီတိုင်းပဲ free ပဲအော်ဆိုပါ free အော်ဆိုလေအဲ့လို Oh my god အဲ့လိုအော်ပြီးဆိုအဲ့ဆိုမတက်တာဘူးလေရင်းနေဆိုင်တယ်လေဟိုဆိုင်တယ်အော်ပြီးဆိုတာဒီဘက်ခက်ကတော့မိုက်ပါပြီနော်နိုင်မိုက်ပါလားအဲ့ Grammy မိုက်ဆိုတာသမီးဆိုမှချေဟိုမိုက်ကြီးလေးထောင်ထားတာအဲ့မိုက်ကြီးတာအရန်အသက်ဆွဲတာအဲ့တော့အော်စကားပြောလို့မရဘူးဥပမာကွာသူ့ရဲ့ဟိုဟာကြီးက area ကြီးကျဲကြီးကွာဟုတ်ဆိုတော့ရှေ့မှာတပားသွားကနေစေဒီနောက်ကစကားပြောလို့မရပြောရင်အဲ့ဒီမှာအတန်းဝင်တယ်အဲ့တော့အဲ့လိုလားအဲ့ကြတော့ပေါ်ပြီ Grammy မိုက်တွေပေါ်ပြီပေါ့နော်အဲ့မိုက်တွေမတော်ရင်တော့ကျတော့ဒီတိုင်းပဲအော်အဲ့လိုအော်ပြီးဆိုအဲ့တော့မတက်တော့ရှေ့ရလူကြီးအဲ့ဒီအရင်တော့ပြောပြရမယ်ဆိုတော့တကယ်တော့တော်တော်ခက်စနဲ့လုတ်ခဲ့ကြတယ်လို့ပြောလို့ရတယ်အဲ့တော့အခု LED သမီးတို့ပေါ်နေပြီနောက်မှ LED နဲ့ထိုးပြီးစာတန်းကြီးနဲ့ထိုးအိမ်ပုံကြီးထိုးမယ်ဆိုအိမ်ထိုးအိမ်မပေါ်ခင်တော့ကြာပကြီးဆွဲရဟုတ်ပကြီးဆွဲရတယ်ပကြီးဖန်များလေးပေါ်မှာအရန်မှန်ချက်လေးရှိတယ်မှန်ချက်လို့ခေါ်တယ်ဟုတ်မှန်ချက်အကြည်လေးတို့4000ကွက်လေးဖြတ်လိုက်ဖြတ်ပြီးအဲ့အပေါ်မှာပြောင်းမြန်ရေးရတယ်သိလားဟုတ်ပြောင်းမြန်ဥမာတစ်ပင်ဆိုတစ်ပင်ကိုပြောင်းမြန်ရေးရတယ်တောင်တွေကိုပြောင်းမြန်ဆွဲရတယ်အဲ့စီပကြီးဆွဲလိုက်ပကြီးဆွဲပြီးတော့မှယထာမီလုံးဟုတ်ယထာမီလုံးနဲ့ဆင်ထားတဲ့
အဲ့ဒီကက်ကလေးတို့တမီးတို့မျက်မှန်လေးကြည့်ဦးတယ်မလားဟိုကက်ကလေးတွေသွားရတယ်လေဒီကတောက်စလေးလေးအဲ့လိုကက်လေးတွေထိုးတဲ့ထိုးတဲ့ပြီးအနောက်ကပိတ်ကအဖြူကြီးပေါ်မှာထိုးအဲ့ဒါဘက်ဆင်းလို့ခေါ်တယ်အဲ့ဘက်ဆင်းပေါ်မှာအဲ့မှာအဲ့ဘက်ဆင်းအဲ့ဒီနေ့ကဥမာအဲ့တော့ကျွန်တော်တကယ်ဆွဲရတာအခုလိုမျိုးလေဓာတ်ပုံရိုက်ထားပြီးတော့ LED မှာသွားပြီးတော့ဒါကတော့ဘာပန်းချံမှာဆိုမှာဘယ်လိုပန်းချံဆိုလို့ရန်ကုန်မြို့အကြောင်းသားရအမှမန္တလေးကျုံရောင်းရိုက်ဓာတ်ပုံသုံးလိုက်ကိုတန်းရတယ်အဲ့လိုမရဘူးအရင်တော့မန္တလေးကျုံရှေ့ဘက်အချမ်းပြဿနာမှာပါတယ်အဲ့တော့ဆွဲဒါကြီးကဟိုကလေရှင်သေးကြီးနဲ့ကောင်မန္တလေးတော့ရှင်သေးကြီးနဲ့ကောင်သွားကြည့်ပြီးတော့ဆွဲဒီပန်ချံလေးမှာဆွဲပန်ချံပြောင်းပြန်ဆွဲပြီးဒီလိုထိုးလိုက်ဒီကမီးနဲ့ထိုးလိုက်တဲ့အချိန်မှာအဲ့အပြတွေနေသေးတယ်ဘတ်ဆိုပြီးတော့အနောက်ကပိတ်ကားအဖြူကြီးမှာသွားဆိုသွားပြီးတော့မက်ဆီမှာသွားကျွေးအိုင်ဒီယာတော့မိုက်အဲ့လိုလုပ်ပြီးကအဲ့တော့အဲ့ဒီခေတ်တုန်းကဘာဒီအကြောင်းတွေဆိုနည်းနည်းတော့ရှေ့တာပေါ့လေနော်ဘာလို့လဲဆိုတော့ဟိုမြင်မှုကိုလည်းခက်တယ်ဒါနောက်မှပဲအဲ့ဒါတွေပုံလေးဟုတ်ရှာပေးပြီးရှိသေးတယ်မြင်အောင်ပါဘောနော်ဘာလို့လဲဆိုတော့မမြင်ဘူးတော့မြင်ဘူးအဲ့ဒီတုန်းက smoke gun လည်းမထွက်သေးဘူး smoke gun တခုဖြစ်ဖို့တော့ငယ်ရမှာလို့မရဘူးဒီ smoke gun ဒီဟို smoke တွေလေအဲ့တော့ဗမာပြည်မှာပဲအဲ့ smoke gun အရေးတွေနဲ့ကိုယ့်ဟာကို quai နေနဲ့အဲ့လိုရေနွေးအိုးလိုဟာမျိုးတွေနဲ့လုပ်ပြီးတော့ smoke gun တွေဒီကိုရောက်လာတိုင်းတုံးကြအဲဇက်တွေမှာတုံးကြပြီးတော့ fire လည်းမပေါ်သေးဘူးအဲ့ fire ဝုန်းနဲ့မီးတောက်ကြီးထွက်တာကအဲ့လိုဒိန်းလို့လိုက်အိုးဆိုပြီးကိုလိုကမှာခလုံးနဲ့ဝုန်းဆိုတာအရင်တော့အဲ့လိုမဟုတ်ဘူးဓာတ်စီကိုပတ်သက်မှာငုံထားပြီးတော့ဒီကနေဟိုလူလို့တာဖူးမဟုတ်တယ်ဟာအယူအဲ့နော် digital မဟုတ်ဘူးအဲ့နော်နဲ့ဖူးအဲ့ဒါစဉ်းစားကြည့်လေမျိုးချပြီးသွားရင်အဲ့ဒါပြောရတယ်ကိုသူကတော့သူကပါကတော့အဲ့လိုမျိုးလုံးရတဲ့အခြေအနေကြီးပေါ့အစတော့အဲ့ဒီကနေလာပြီးတော့ဒီ spotlight တွေကယထာမီးလုံးနေယထာရဲ့လေဟိုဘယ်တော့ဆုံးခေါင်းထဲမှာဟိုမီထိုးတဲ့ကားကြီးအဲ့မီးလုံးသွားဝယ်ရတယ်အဲ့ဒါကိုဒီ spot လုံးမဲ့ဒီဟိုမှာမီးလုံးကိုတက်ပြီးတော့မင်းသားမင်းသမီးသွားရင် spotlight ထိုးအဲ့ဒီတခုနောက်မှကျတော့ original ကိုလို့ရပါ spotlight တွေတက်ပါဟိုလိုက်ထိုးတာအဲ့ရင်တော့မရှိဘူးဒီကတော်တော်လုံးပန်းရပါပဲအဲ့ဒီရတယ်လားလာပြီးတော့အဲ့ဒီမှာပုတ်ခက်ခဲတာတွေပါစင်မောဆက်တင်နေပေါ့တမီးဟာအခုကတင်မောကြီးနေနဲ့သွားမယ်ဟဲ့ဗစက်ကပြောလိုက်တင်မောကြီးကိုလှုပ်တော့ပဲငါပလီသွားမယ်ဟဲ့သွားကြောက်ဆောင်နေပါရဲ့ဆွဲတော့ပဲအဲ့လိုမျိုးသွားကရကအများကြီးပါပဲနောက်ကွယ်မှာလည်းလုံနေရတဲ့လူတွေအများကြီးတော့အများကြီးပေါ့နောက်ကဆက်တင်သမားတွေအဲ့လိုstate သမား state designer တွေအဲ့ညီမလေးအဲ့ဇက်ပွဲတပွဲမှာညီမလေးသွားဆိုသေးဆိုတော့လေကိုဆိုမဲ့အချိန်ပဲစောက်ရလေညတနာရီပွဲလောက်2နာရီလောက်ပေါ့နော်သူကဟိုစတူဒီယိုပေါ့သူတို့ခဏကြားပြတ်ဆိုပြီးညီမလေးတို့အဲ့မှာသွားဆိုဒါပေမဲ့အဲ့ကိုမဆိုခင်မှာဟိုနောက်ကွယ်မှာလေအများကြီးပဲလှုပ်ရှားနေကြပြီးလက်ပြောဝိုင်းလေးအစီအစဉ်ပေါ့ဝိုင်းလေးခေါ်လိုက်ပြီးကိုဆိုပြီးလို့ပြီးသွားတယ်ဒါပေမဲ့ကိုဆိုပြီးတဲ့အချိန်မှာလေအကုန်လုံးကဝစ်စုံလဲပြီးသွားပြီနော်အေးလေပြီးသွားပြီ ready ပဲဟာမြိုင်းတာဘလို့လဲလိုက်တာလဲပေါ့အဖွဲလိုက်ကြီးလေအဲ့ဒါတွေကလည်းဟိုပထမဆုံးအရင် professional ပဲနော်ပထမဆုံးအဲ့ဒီတပုတ်ချင်းနေမို့တဲ့ဘုံနဲ့အဲ့အခုတငယ်ချင်းနေဆိုကိုကြည့်နေဘိနာအဲ့အကြောင်းတော့တငယ်ချင်းလာကြည့်နေဒီကောင်အလုပ်ရမ်းရှုပ်တာတဲ့ဘယ်လိုလဲဆိုတော့အကူကဥမာတချင်းဥမာ SC ရဲ့တချင်းမထားပါဘူး ECD ရဲ့ဟိုစတင်တချင်းပေါ့ကွာအကုန်လုံးထားကြကုန်တာစုပြီးရတယ်နောက်တစ်ပုတ်ကကြတော့ကိုတို့ကဥမာဟို rock စင်းဖို့ပြောင်းရတော့မှာဆိုရင်ကိုတို့ကဝစားဝင်လိုက်လေတာဒီခုနကဟို rapper ဝတ်စုံနေကိုတို့ဆူလို့လည်းမရတော့အဲ့တော့ဝင်လာပြီးနေသင်းအစုံလေးမှာကတ်ဝင်လာပြီးရတယ်ကိုအင်းကြီးချွတ်လိုက်တယ်ချွတ်လိုက်ပြီးတယ်ကိုအကျက်ကိုတကယ်ဆိုတကယ်ပေးလိုက်တယ်အုပ်ထုတွေပါချွတ်လိုက်ပြီးအဲ့မှာ T-shirt ကကိုဒီလိုလုပ်ပေးတယ် T-shirt ကိုလဲမှာဆွဆွဲကြပြီးသွားပြီဆိုတော့ကိုဘောင်းမီချိန်ပြီဆိုတဲ့အချိန်မှာတရှက်ပြီးသွားပြီရက်နေတဲ့အချိန်ဆိုတော့အကိုကအားလုံးပဲမင်္ဂလာပါဆိုတော့အဲ့အားလုံးပဲမင်္ဂလာပါဆိုတဲ့အချိန်မှာဘောင်းမီလဲနေတာကျေးဇူးတင်ပါတယ်အခုဆိုလို့ရှိရင်ကျွန်တော် sorry distribution ရတာလူရဲ့ပါဖြစ်တယ်ခြေထောက်ကလည်းလုံနေနော်ကျွန်တော်ဒီကအကုန်လုံးကချွတ်နေနော်လုံနေတာမိုက်လေးကိုပါစက်လေးမှာတယောက်ကတိထားပြီအဲ့ဒါလိုစကားပြောဒီလိုလာအားပြီးတယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ကျင်းနေဖို့ဆိုကြပါတယ်ကျွန်တော်တို့လက်ခံစားပြီးပါအောင်ဆိုတော့အချိန်ပြီးမှ intro စတီးပြီအဲ့ပါကိုလက်ကုတ်အဲ့လိုတာရပြီစီးတော့ဆိုရင်ဆွဲပြီးဆိုတာနဲ့ဆွဲတော့ဆိုတာနဲ့ဒီ intro ဝင်ပြီးဆိုတာနဲ့ရပြီးသွားကိုကဆိုပြီးရေတောက်စားရတောက်စက်ချင်းကတော့ဟောအဲ့ဒါအများဆုံးရှိရင်10 second oh my god ဒီကိုလုံးဖက်နဲ့ကောပါလို့ဆက်တဲ့အကုန်အပြည့်စုံနော်အဲ့ဒါ10 second နေမှာဖုန်းကပြီးသွားပြီခါအများဆုံးကြာတယ်15 second အများဆုံးအဲ့လောက်ပဲကြာအဲ့ဒါအကုန်လုံးလုပ်ပြီးတော့အရန်မောသွားပြီအဲ့လိုဘုံဒီဘုံငါ့လို့အရန်များပြီးသွားရင် slow ချင်းလေး intro လေးကြည့်ခိုင်းတာဟုတ်အဲ့တော့ထွက်တယ်သူပေးတီးထားတယ်ဟို
ငွေလာမင်းတို့ပါဆိုသူတန်ဆိုတော့စိတ်လေး easy လေးလဲပြီးတော့ဟိုမှာထိုင်ကုန်သွားချလိုက်ကွာထိုင်ကုန်လေးနဲ့ easy ဆိုမယ်ဆိုရင်ကို yes stay ရတယ်ကွာထိုင်ကုန်လေးအဲ့မှာထိုင်ကုန်လေးဆိုတာထိုင်ကုန်လေးကလှရမယ်ပြိသက်ရှိကိုယူရထိုင်ကုန်ရိုးတိုင်ကုန်စုပ်ပြတဲ့ထိုင်ကုန်မရဘူးအဲ့တော့ဘယ်လိုလေးသူ့ငကိုတွေကပြောထားအဲ့လိုအချိန်မျိုးဆိုလို့ရှိရင်ထိုင်ကုန်ချလိုက်လို့ပြောလို့ရှိရင်ထိုင်ကုန်လေးကိုယူရတယ်ချလိုက်တယ်ပြန်ထွက်လာအဲ့ဒါတွေအားလုံးကဒီလိုလုံးလို့မရဘူးပြုတ်ဖြတ်ထွက်သွားလို့မရဘူးသွားချရတဲ့လူကလည်းအဲ့လိုစတေးလေးနဲ့ချတယ်ပြန်ထွက်သွားတယ်အဲ့ဒီ style လေးနဲ့ အဲ့ဒါ style အဲ့ဒါကြီးလိုတာပဲ performance လုပ်တယ်ဆိုတော့အဲ့ဒါတင်ဆက်တယ်ဆိုတော့အဲ့ဒါအဲ့ဒီမှာ pick lesson ဝင်လာပြီးဖြုံကုန်ချက်ကွာပြီးပြီလားဟဲ့မီးကလည်းမမိတ်ထားဘူးလူကြီးဝင်လာတဲ့လူကြီးကိုမြင်နေရတယ်အဲ့ဒီကောင်လည်း pick lesson ဝင်သွားပြီးအဲ့လိုလုပ်လို့မရဘူးစီကဲရှိတယ်လေးစားမှုရှိရတယ် तू ကနောက်ဆုံးက free ကပေးနေတဲ့ပွဲမှာတော့မှတည်သမ်းမှုလိုတယ်တစ်ချိန်ပေးပြီးလူတွေကြည့်နေတယ်သူ့မှာမြင်မှာ free ပဲကဘာပဲကကြည့်နေတယ်ဆိုရင်တော့တန်ဖိုးထားပြီးကြည့်ရတာဆိုမိကပြလည်းမကြည့်ရင်ဘယ်လိုမကြည့်ဘူးဆိုရင်ဘာမှလုပ်လို့မရဘူးကားလို့လည်းမရဘူးရှင်းလားအော်တန်ဖိုးထားပြီးကြည့်နေတယ်ဆိုလို့ရှိရင် तू ကကလေးတစ်စားနဲ့ဖြောပြတင်ဆက်မှုကိုလုပ်ရအဲငကိုတွေကမှစိတ်မပါမလို့မကကျွန်တော်ဒီညတော့မကချင်ဘူးမကဆိုမဖြောပြနဲ့အညာဖြတ်လိုက်ရှင်းလားအဲ့ဒါအဲ့မို့ professional လောက်စားပြီဆိုလို့ရှိရင်အဲ့လိုမျိုးကထိုင်ကုန်လေးလာချထိုင်ကုန်လေးရတယ်ဟိုတယောက်ကြည့်တော့ထိုင်ကုန်လေးလှလိုက်တာအဲ့ဒီပေါ်မှာရှင်းနေတယ်အဲ့လိုအားတယ်အဲ့တော့ထိုင်ကုန်လှလေးပုံမှာထိုင်ကုန်အဖြူလှလေးပေါ့ကွာဒါလေးစုံလေလေးနဲ့ပေါ့ဟိုတိုင်းပြီးဆိုချင်းလေးပဲဒီမှာအဲ့မှာကိုကတွက်ထားထိုင်ကုန်အဖြူအောင်လေးငါဗာလေးဝတ်လိုက်မယ်ပေါ့နော်ဒီချင်းလေးနဲ့ရှိန်းကြီးဖြူလေးနဲ့အဲ့လိုပပလေးနဲ့စကားလေးပြောလိုက်ချင်းလေးဆိုလိုက်အဲ့ဒါဘယ်နှပုတ်လုံးမယ်အဲ့ဘယ်နှပုတ်ပြီးသွားရင်အဲ့ထိုင်ကုန်လေးပြန်လာသိမ်းသွားလားမီလေးဖိတ်တော့ပြငါထွက်သွားမယ်ထိုင်ကုန်လေးကိုလာသိမ်းဟိုဘက်ကိုလာသိမ်းသွားမယ်အဲ့ထိုင်ကုန်လေးသိမ်းသွားအဲ့လိုလေးအဲ့နောက်ပိုင်းကျလုတ်ပါများတော့အသားကြပါပြီအကူကတော့စင်မောမှာဖြော်ပြီးသမားနှစ်ပေါင်းများစွာလောက်ပါစင်မောဖြော်ပြီးနဲ့ online ဖြော်ပြီးနေမတူဘူးပုံစံ online ဖြော်ပြီးမှာတခါတည်းကပါစုသွားမယ်ပြီးရသည်ဒီဘုတ်လုံးဟုတ်မှာကစင်မောတက်လာပြီဆိုရင်ဒီမိတိပါရေးဆိုရယ်ဒီနေရာလေးမှာပြည့်သက်စုဖို့နေရာလေးမှာကဲစုအတူစုမယ်ကဲဒါစုပဲရောက်ကလေးစုမယ်ဒီလိုစုမှတယ်လေပြည့်သက်ကလာကြည့်ရတယ်သူလည်းသူဆိုပဲပြောရတာကိုကြီးပဲဆိုပြီးကဲပြီးငါကိစ္စပြီးပြပြန်အဲ့ဒါကြီးခါကြခတ်တယ်တချို့ကျတော့ပြိသက်ကိုလေတချို့ကပညာပြချင်တာလေရှိတယ်ပြိသက်ကပညာလာတင်တာမဟုတ်ဘူးသူတို့ပြောရွှင်လေးနဲ့ဒီညကိုဖြတ်တန်းမှာအဲ့ဒီမှာကိုကစကေးတွေပဲပြအောင်အဲ့စကေးတွေအရန်ပြမယ်ပဲရှိတယ်ရှိတယ်ကိုကြုံမှုတယ်အဲ့ဒီစီထဲမှာသူကစကေးငါဘလို့ဆိုပြလိုက်မယ်ဘလို့ဆိုတော့ပြောရထားပါပြောရွှင်လေးနဲ့လုပ်ပါယူတာနုပညာယူသားမှုတယ်အရန်ယူသားတင်ပြအကောင်းဆုံးပဲအပြောရွှင်လေးနဲ့သွားပါအမြင်ပြအဲ့ဒီမှာသက်သနာကြီးပဲတော့စုပြမှာကွာအဲ့မှာအဲ့လိုဟိုဘဝအကြောင်းနေပဲဒီမှာတစ်ချိန်လုံးဒုက္ခပြလေးရဟိုဈေးလေးမှာအပြည့်မစုံလေးနဲ့ဈေးကြောင်းနေရအဲ့သူပြောခြင်းတို့ stress တွေသူရဲ့ခဏတာပေါ့နော်သူဘဝအကြီးရစိုးတယ်ဆိုရင်တော့မှဇဲုံနဲ့ဝင်လာတဲ့အချိန်လေးမှာပျော်ရွှင်နေတဲ့သူချင်းလေးတွေစုံမဲ့သူလာခဲ့ပြီမဲ့ဘဝအကြောင်းအဲ့မှာစိုးပြတယ်လူဆိုတာဘာဖြစ်သူကတရေခင်းလုံးဈေးရောက်လာပြီးတော့သိဘန်းလာပြီဒီမှာလဲသူငိုဝဲလာကြီးနေပဲငိုရတော့ပါလားအဲ့လိုဖြစ်တာပေါ့နော်အဲ့အချိန်လေးမှာလူတွေရဲ့တုံးတက်မှုတွေနှလုံးသားလေးတွေကိုဖန်ဆားရဖန်ဆားမှုတက်ပညာလေးနဲ့ပြောတင်ဆက်တာနောက်ပြီးတော့သူ artificial ဆိုတာအတုပြုလုပ်ခြင်းသိချက် artificial intelligence ဆိုတာ AI ဆိုတာအတုပြုလုပ်ခြင်းအစ်မဟုတ်ဘူးနိအခုဘာပြောချင်တာလဲဆိုတော့အခုတော့ပြဿကခါကူလည်းအရေးကြီးတာဒါအတုလေပေါ့ဘယ်တဲ့မှာဆိုဓာတုသုံးမှာအောက်ကတည်းကထားအောင်ဟောဟေးအောင်နေဒါကြီးအတုကြီးရဲ့ဟမ်ငါတကယ်ထိုးရပါဒီဓာတ်စိတ်ကြီးနဲ့သူ့တကယ်ထိုးလိုက်ရပါအဲ့ဒါတော်တော်ပြင်ပြီးသူသေးဝါရပြီးဝါရအဲ့ဒါလားမဟုတ်ဘူးလေဒါပေမဲ့ပညာအဲ့တော့ကိုကမပြေပါသေးလို့ပြောချင်တယ်နောက်ဆက်ရပါအခုပညာမပြေပါသေးလို့ပေါ့သွားတာမပေါ့ပါဘူးဓာတုဆိုပေမဲ့အဲ့ဒါအစစ်တတန်ကိုဖြစ်နေရမှာလူပညာရဲ့သဘောအဲ့ဒီဓာတုကြီးနဲ့ထိုးလိုက်တဲ့သွေးတူတွေထွက်သွားတာဒါပေမဲ့အဲ့ဒီအချိန်မှာသူကတကယ်ဖြစ်နေလို့ခံစားရအောင်အကိုတို့ကဘီဂနာမှာမရောက်သေးလို့အဲ့လိုပြောခဲ့တာနောက်ပိုင်းသိသွားတဲ့ခါကျတော့လို့အဲ့လိုအခုကပတ်စလီကပြီးသွားပြီလိုက်ကချတယ်အခုကတခြားတစ်ကောင်ဖြစ်သွားတာပေါ့အဲ့ပတ်စက်ထဲမှာအဲ့ပတ်စက်ကြီးပြီးသွားကိုထိုင်းငိုးနေပြည့်တဲ့တွေကခဏတာအတွင်းတော့
မေ့သွားအဲ့ဒါကြီးကဟန်ဆာမုံကြီးဆိုတာလေအဲ့ဇက်လက်နဲ့အကောင်လူကိုသူထင်သွားတာထင်သွားပြီးတော့အဲ့ဓာတ်နဲ့တို့တယ်ကောင်လေးတကယ်သေးသွားသူခံစားနေတယ်မဟုတ်ဘူးလေဒါပေမဲ့အဲ့ဒါနုပညာရဲ့ art လေးကိုသူပြလိုက်တာအဲ့အချိန်တော်လေးမှာအဲ့အတူပြုလုပ်ခြင်းကိုအစစ်တရံဖြစ်အောင်လုပ်တယ်တကယ်ဓာတ်နဲ့တကယ်မထိုးဘူးတကယ်သူလည်းမထွက်ဘူးပေါ့လေနော်တကယ်လည်းဘယ်သူမှတော့ဖြစ်နေတယ်ဖြစ်စင်နေမဟုတ်အလားတူလေးလုံပြနိုင်အဲ့ဒါတွေပြီးဖြစ်နိုင်တယ်အဲ့ဒီတရားကိုအောင်မြင်နေပဲပေါ့နော်ဒါပေမဲ့အရန်ပြင်ပန်းပါတယ်ငူရတာတွေလည်းအရန်ပြင်ပန်းအဲ့ဆိုမျက်ရည်ရလည်းဟိုတကယ်ကြာတယ်နှလုံးတွေခဏခဏအောက် အဲ့မောခံစားတတ်ဝင်ရဆိုတော့ ခါကြရင်ဇလိန်ရပြီးသွားပြီလက်ကချတဲ့အချိန်မှာအငိုမြဲကြသည်လို့ခဏထိုင်ဆောင်နေအကုန်လုံးကိုယ်ကလည်းငိုလို့ဘေးကလူတွေအဲ့ဒါတွေလည်းငိုလို့မပြီးသေးလို့ခဏဆောင်မောပြီးခဏလေးပြီးသွားတော့မှအဲ့ခဏလေးအားလက်ချိန်လေး injury time ဆိုအားလုံးအပေါ်ပါသွားကြတယ်ကျမ်းမာကြီးကသွားမယ်ဆိုတဲ့အချိန်လေးမှာခဏဟာစိတ်တွေထုတ်အဲ့ပြီးတော့ make up လေးနဲ့အဲ့လိုစိတ်လေးဖြည်းပြီးသွားဦးစားရပါလေပြီးတော့ဟိုဘက်ကကန်နဘာကကြီးအပြိုဖြစ်သွားခဏတော့ချက်ချင်း drama ကြီးတော့ငိုထားတယ်အသိကြီးမှာပူပစက်တွေအဲ့လိုငိုထားပြီးတော့မှချက်ချင်းခဏရာနေထွက်လာပြီးမှပြီးမှုရှူနေတယ်ပေါ်ပါလေးဖြတ်တန်းရကိုအခုပြောပြတာဟိုကလေတော်တော်တိတ်ကိုအရသာရှိရပဲအခုကြည့်ရတဲ့ဟာအဲ့ဒါကိုတို့ကအဲ့ဒီခေတ်တုန်းကလေနေတယ်ကိုကြီးပြောတာတွေအဲ့ဒီခေတ်တုန်းကမှတ်တမ်းမှတ်ရရင်ပြန်နေတာအဲ့တော့အခုချိန်မှာဇက်သွင်းမှာရှိနေအကိုအများကြီးလုပ်ပြီးဖြစ်မှာတိလားဘာလို့လဲဆိုတော့အကိုတို့သွားခဲ့တယ်ဆိုရင်ဥမာရှီစုံဘုရားပွဲဆိုရင်ဘယ်မှာချင်းပါတယ်ဆိုလို့ရှိရင်တော့ကိုတို့ vlog လေးတင်မှာပေါ့ကွာနော် vlog လေးမှာဒီလိုစီကားကျွန်တော်တို့ဒီလိုကနေတာနောက်မှာစိတ်ရဲ့နောက်မှာဒါမျိုးတွေလုပ်ရတယ်ကျွန်တော်တို့ပွဲကူတာအဲ့မို့မှတ်တမ်းတွေမဖြစ်ခဲ့ဘူးပေါ့လေနော်အဲ့မှတ်တမ်းတင်မှုကနေသွားတာပေါ့နော်နေသွားတဲ့ခါကျတော့ဥမာဇက်သွင်းအကြောင်းသိချင်တယ် YouTube မှာရှာဖို့ခက်တယ် YouTube မှာသွားရှာတယ်ကိုကပြီးသားကြီးကြီးရတာဆက်သက်ဘယ်လိုလုပ်တာလဲဆိုတာမပါဘူးအဲ့ဒါမျိုးပေါ့နော်ရှင်းပြတယ်မပါနိုင်ဘူးဒီအကြောင်းတွေကဘယ်ကနေ base လာလဲဆိုတာလည်းမပါဘူးပေါ့နော်အတက်နိုင်ဆုံးတော့အကိုအဲ့ဒီအကြောင်းတွေကိုအကိုအားသွားပြီဆိုတဲ့လူတယောက်ဆိုတော့ပြောပြပြစ်မယ်ထင်ပါတယ်ဘာလို့လဲဆိုတော့လေအကိုကအကနေတဲ့အချိန်မှာကိုကအခုရိုက်ကူကြီးလုပ်ဖို့အချိန်မရှိဘူးကိုကဟိုတညာလုံးကထားတဲ့လူတွေနဲ့ဒီကိန်းမှာကိုရမ်းပင်ပန်းနေနားနေတယ်ခါကြလို့ရှိရင်တခြားလုပ်ဆက်ရှိတဲ့လုပ်တွေလုပ်နေတဲ့အတွက်ဒါတွေမလုပ်ဖြစ်ဘူးပေါ့လေနော်အဲ့တော့ကာလအချိန်ကသူခေတ်ကတိုက်စားသွားပြီဆိုလို့ရှိရင်ခေဟောင်းဟာတွေကချန်နေခဲ့တယ်ဒါကနောက်ခေတ်ကြတော့မှဒါကရှီဟောင်းပစ္စည်းဆိုပြီးပြခေတ်စားတဲ့အချိန်ရောက်တော့မှတန်မိုးအရန်ကြီးတာရှီဟောင်းပစ္စည်းတွေဘာလို့စေးကြီးရလဲဆိုတော့မမြင်ရမတွေ့ရတော့တဲ့အချိန်ကြောင့်ဒီအချိန်ကြီးကနည်းနည်းကြက်နေသေးလို့လုံးဝမမြင်ရတော့ဘူးရှားသွားပြီဆိုလို့ရှိရင်အင်မတန်ကတ်သွားတယ်လုံးဝကြီးကျင်တာတော့မှဘဝသွားကြည့်ရမှမတည်ဘူးဆိုတဲ့ရှင်နေကြအဲ့လိုမျိုးကပြတ်လို့ဥပမာ Broadway တို့ပါဦးဘက်ဆက်ကနေ play ကတဲ့ဘဲတွေဆိုလို့ရှိရင်အရန်သူတို့နိုင်ငံမှာဆိုတန်မိုးထားတာလေအဲ့လိုလူမျိုးရှားလဲရှားတာခင်ဗျာခေတ်တွေပြောင်းလာတဲ့အခါကျတော့အဲ့ပြန်ကြည့်ဖို့ခက်တယ်အဲ့လိုတက်ဖို့လည်းမရှိတော့တဲ့အချိန်ကြီးကြရင်တန်ပြီးနိုင်ငံတကာနဲ့ဆက်ဆံရတဲ့အခါကျရင်သူတို့တိလာလိမ့်မယ်ဟိုနိုင်ငံတွေမှာတော့ဒါကဒီမှာချက်တာကြည့်လို့ရတယ်ဟိုပွဲတွေလည်းရှိနေသေးလို့ပွဲတွေနဲ့ရှားလာတဲ့ခေတ်ရောက်ရင်နိုင်ငံတကာနဲ့ဆက်ဆံတဲ့အခါကျရင်နေပေါင်းမင်းတို့ကရင်တော့မင်းတို့ကာချာပါလေလို့ဆိုရင်ပြောပြအချိန်ရောက်ရှင်အဲ့ကြောင့်တန်ဖိုးတွေအဲ့လိုဖြစ်လာမှာပေါ့နော်အဲကိုတို့ကတော့အခုစဉ်းစားမိပါတယ်အဲ့လိုအကြောင်းအရာလေးတွေပြောပြပေးတာလို့ဟုတ် sharing တချို့အဲ့လိုမျိုးဟို YouTube မှာကြည့်လိုက်လို့ဒီမှာဒီအကြောင်းကိုရှင်းပြထားတဲ့ file လေးတွေပါတယ်ရှိလာပြီဆိုလို့ရှိရင်ဒါ automatically ဖြစ်လာမှာပေါ့နော်ဟိုတခုတော့ရှိရယ်တချို့ဟာတွေကမှီတယ်တချို့ဟာတွေမမှီဘူးမမှီတဲ့အခါကျတော့ကိုလည်းရှေ့ကလူကြီးတွေပြောခဲ့တဲ့စကားတွေကိုပြန်နားထောင်ပြန်ပြောပြတာရှိတယ်ဟိုဘက်နဲ့အဲ့ဒီလွန်ခဲ့တဲ့အနှစ်80 90အကြောင်းသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကြားဘူးတလောက်ပဲပြောလို့ရအောင်လာတော့မငင်းနေတယ်လေအဲ့ဒါယူတော့ကိုလည်းအဲ့ခေတ်မှာမမွေးသေးဘူးမမွေးသေးတဲ့ခေတ်လားပြန်ပြောပြသလောက်လူကြီးအဲ့တချို့လူတွေကကြောဒီဒီစာတက်တဲ့ပုံကိုကြီးကြောဒီဒီပြောတာဒါဘယ်ပိုက်တုံးကဘယ်တွေကစာပိုက်မှာဘာသူကဘာပြောထားတယ်ပြောနိုင်ပေမဲ့တချို့ကြတော့ဒီလူသားတွေကအဖိုးကြီးဘွားကြီးတကြီးဘွားကြီးတွေစီရပဲဘေးအဲ့တုန်းကဘလူကလူတွေမင်းသားတွေကဘလူကားခဲ့ကြတယ်ဒီလိုကားတယ်ကွာဒီလိုစကားဝိုင်းလေးပါပဲပြောပြခဲ့တဲ့စကားလေးတွေပြန် sharing လုပ်ပေးရတာပေါ့ကျေးဇူးအများကြီးတင်ပါတယ်ကိုကြီးလည်းအများကြီးပြောတာမောသွားပြီတကယ်ဟိုတစ်ခါကြာတော့ဟိုလေကိုကြီးဖြတ်တန်းခဲ့တဲ့အချိန်လေးတွေပြန်ပြောရတဲ့ခါကျရတာလည်းရှိပါဝိုင်းဘက်ကလည်းတခုခုအမှန်ရှိနေကိုကြီးကိုတောင်းပါနော်ဘာလို့ရှိအဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်โอเคပါနော်ဟုတ်ကဲ့thank you ပါဟုတ်ပါလားနောက်ပိုင်းနေကြလို့ရှိရင်လည်းဘယ်လူပညာရှင်နဲ့ဝိုင်းလေးနဲ့ဒီမျိုးလေးစကားပြောကြမလဲဆိုတော့ဆက်ကြည့်ပြပါစစုပါနော်ကျွန်တော်ဝင်မေးပါနော်ကျွန်တော်ပါဟုတ်ပါဝင်မေးမဲ့အကွက်တွေပါကျွန်တော်စဉ်းစားလိုက်ပြီโอเคတက်တာ okay